ဆွစ်ဇာလန်ကအာဂျင်တီးနားကိုအခက်တွေ့စီအောင်မယ်လက်ရှိချန်ပီယံအာဂျင်တီးနားအသင်းရဲ့ကမ္ဘာဖလားခီးစဉ်ကကြမ်းတမ်းခက်ခဲလာပါတယ်အာဂျင်တီးနားအသင်းကဆီဖိုင်နယ်ထိလမ်းကြောင်းချောင်နေလို့လွယ်လွယ်ကူကြော်ဖြတ်နိုင်မယ်ဆိုပြီးတော့ပရိသတ်တွေထင်ခဲ့ကြတယ်ဒါပေမဲ့အာဂျင်တီးနားအသင်းကမျှော်လင့်ထားသလိုဖြစ်မလာပဲရုန်းကန်ခဲ့ရပါတယ်အာဂျင်တီးနားအသင်းကကိတ်ဗာဒီအီဂျစ်အသင်းတွေနဲ့ပွဲတွေမှာကန်ကောင်းပြီးတော့အနိုင်ရပြီးနောက်ဆင်းတွေကိုရောက်ခဲ့တာဖြစ်ပါတယ်ကမ္ဘာဖလားကကွာတာဖိုင်နယ်အဆင့်ရောက်လာချိန်ထိအာဂျင်တီးနားအသင်းကမ္ဘာချန်ပီယံခြေစွမ်းမပြသနိုင်သေးပါဘူးအခုကွာတာဖိုင်နယ်မှာအာဂျင်တီးနားရင်ဆိုင်မဲ့အသင်းကတော့ဥရောပရဲ့ဖြန့်မြင့်အသင်းဆွစ်ဇာလန်ပဲဖြစ်ပါတယ်ဆွစ်ဇာလန်အသင်းကအံ့အားသင့်စရာတန်မာမှုပြသလို့နေပါတယ်မထေမဆရာစွမ်းဆောင်ရည်ကောင်းပြသနေပါတယ်ဆွစ်ဇာလန်ကအမေရိကန်ဘွားကနေသူရဲကောင်းအသင်းဖြစ်လာခဲ့တာပါဆွစ်ဇာလန်အသင်းရဲ့နောက်26ကမ္ဘာဖလားခီးလန်းကမကြမ်းတမ်းပေမဲ့တိတ်ပြီးတော့လွယ်ကူနေတာမျိုးတော့လည်းမဟုတ်ပါဘူးဆွစ်ဇာလန်ကယူရိုနဲ့ကမ္ဘာဖလားမှာမြင်တွေ့နေကြအသင်းဖြစ်ပေမဲ့ကွာတာဖိုင်နယ်အဆင့်စီကိုမရောက်တာကြာနေခဲ့ပါပြီ82နှစ်ကြာကွာတာဖိုင်နယ်မရောက်တဲ့စံချိန်စိုးကိုလည်းပိုင်ဆိုင်နေခဲ့ရပါတယ်လက်ရှိကမ္ဘာဖလားမှာကွာတာဖိုင်နယ်ကို1954ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ပြန်လည်ပြီးတော့တက်ရောက်လာတဲ့အသင်းလည်းဖြစ်ပါတယ်ဂရုပီမှာဆွစ်ဇာလန်အသင်းကအုပ်စုပထမနေရာအဖြစ်ရှုံးထွက်ဆင့်ကိုတက်လှမ်းလာခဲ့တာဖြစ်ပါတယ်ရှုံးထွက်ဆင့်မှာအယ်ဂျီးရီးယားကိုလံဘီယာတို့ကိုကြော်ဖြတ်ပြီးတော့အာဂျင်တီးနားနဲ့ရင်ဆိုင်ရဖို့ဖြစ်လာခဲ့တာပါရှာကာအမ်ဘိုလိုစားတဲ့ဝိုင်းစားမိုင်းနဲ့အတူကစားပုံမြင်မာပြီးတော့မာကြောတဲ့အသင်းဖြစ်ပါတယ်ခံစစ်ကောင်းပြီးတော့စနစ်ကျတဲ့အသင်းလည်းဖြစ်လို့အာဂျင်တီးနားအတွက်ခက်ခဲဦးမဲ့ပြိုင်ဘက်အသင်းလို့ဆိုရမှာပါဆွစ်ဇာလန်ရဲ့အဓိကကြောရိုးကတော့ဂရန်နစ်ရှာကာပါဆွေးနွေးပြကြီးယာကင်ကရှာကာရဲ့လုံနိုင်စွမ်းကိုအကောင်းဆုံးသုံးဆွဲပြနေပါတယ်သူတို့ရဲ့ပေမကစားကွက်က4-3-3ဆိုမဲ့တကယ်တမ်းကစားရင်3-4-3 4-2-3-1ကနေ4-4-2ထိပြောင်းလဲကစားလိရှိပါတယ်ဒီလို transition တွေမှာရှာကာရဲ့ဥဆောင်နိုင်စွမ်းတိုင်းစစ်ကအမ်ပိုရဲ့ရွေးရှားနိုင်စွမ်းတွေပြင်နောက်ထပ်လူငယ်စားမတယောက်ဖြစ်တဲ့မန်ဆမ်မီရဲ့လှုပ်အားနှုံးတွေကဆွစ်ဇာလန်ရဲ့မောင်းနေအားတွေဖြစ်လာပါတယ်ယာကင်ကရိုးရှင်းပြီးတော့ထိရောက်တဲ့ကစားကွက်ကိုပို့ပြီးတော့သဘောကျပုံရပါတယ်ဒီလိုကစားပုံကဆွစ်ဇာလန်နဲ့လိုက်ဖက်နေတာကိုလည်းမြင်တွေ့ရပါတယ်ဆွစ်ရဲ့ကစားရင်ကအာဂျင်တီးနားကိုအတိုင်းအတာတစ်ခုထိရုန်းကန်ရစေလိမ့်မယ်လို့မြင်မိပါတယ်အထူးသဖြင့်အာဂျင်တီးနားခံစစ်ရဲ့ရိမ့်ရိုင်မှုကိုဆွစ်ဇာလန်ကအကောင်းဆုံးအခွင့်အရေးယူသွားပါလိမ့်မယ်အာဂျင်တီးနားမှာခံစစ်အစွန်လူတွေအားနည်းချက်တွေရှိနေပါတယ်တကယ် quality ဆိုတာမျိုးထက်အတွေ့အကြုံနဲ့ပဲထိန်းပြီးတော့ကစားနေကြတာမျိုးကိုလည်းမြင်ရတယ်ကေဗာဒီအီဂျစ်တို့နဲ့ပွဲတွေမှာအာဂျင်တီးနားခံစစ်အစွန်လူတွေရဲ့အားနည်းချက်တွေကိုကွက်ကွင်းကွင်းမြင်တွေ့နေရပါတယ်ကေဗာဒီအီဂျစ်တို့တဲ့ဆွစ်ဇာလန်ကအာဂျင်တီးနားကိုဒုက္ခပေးနိုင်စွမ်းပိုရှိပါတယ်ဒါပြင်ဆွစ်ဇာလန်ခံစစ်ကအာဂျင်တီးနားရင်ဆိုင်ခဲ့ရတဲ့အသင်းတွေအားလုံးထက်ပိုပြီးတော့စနစ်ကျကတိုက်ခိုက်ပိုပြီးတော့ကောင်းမွန်တဲ့အသင်းမျိုးပါမက်ဆီရဲ့မော်စွမ်းအားတွေကိုအဓိကအားကိုးနေရတဲ့အာဂျင်တီးနားအသင်းရဲ့တိုက်စစ်ကခက်ခဲအောင်မှာပါဆွစ်ဇာလန်ကလက်ရှိကမ္ဘာဖလားမှာဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲကတပွဲသာရှိခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်ဆွစ်ဇာလန်အသင်းတိုက်စစ်ကတပွဲပြီးတပွဲပိုပြီးတော့တိုးတက်လာနေပါတယ်ယာကင်ကဆွစ်ဇာလန်အသင်းကိုဖိအားနည်းစွာထိရောက်မှုရှိစွာတိစောက်ထားတာဖြစ်ပါတယ်နာမည်ကျော်ရင်မရှိပေမဲ့ဆွစ်ဇာလန်ကစူးစီးညီညာစွာအကောင်းဆုံးအသုံးချနေတဲ့အသင်းဖြစ်ပါတယ်မက်ဆီရဲ့အာဂျင်တီးနားကနောက်ဆင်းအတွက်ရေပန်းပို့ပြီးတော့စားပါတယ်ချန်ပီယံဆုကာကွယ်ရမယ့်ဖိအားရှိပေမဲ့ရှုံးထွက်ပွဲတွေမှာမြင်ရတဲ့အာဂျင်တီးနားအသင်းရဲ့စိတ်ဓာတ်ကလည်းကြောက်စရာကောင်းနေတာပါဆွစ်ဇာလန်အဓိကမစ်ရှင်ကလည်းအဲ့ချန်ပီယံအသွေးသားတွေကိုဖျက်ဆီးပြရမှာဖြစ်ပါတယ်အာဂျင်တီးနားတွေနောက်ထပ်ခက်ခဲမဲ့ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်မထေမထားတာတွေထပ်ပြီးတော့ဖြစ်လာအောင်မလားမြက်ခင်းစိမ့်ထက်မှာရင်ခုန်သွားတဲ့စောင့်ကြည့်ရအောင်ပါခင်ဗျာ